အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကနေပြီးတော့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ okay ဆိုတော့ဒီနေ့မှာကျွန်တော် video idea တစ်ခုချလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ video idea ကပါလဲဆိုလို့ရှိရင်ကျွန်တော်ရေမွေး collection တွေထဲကနေပြီးတော့ကျွန်တော်တချို့ရေမွေးတွေကို pick up လုပ်ပြီးတော့ဗီဒီယိုလေးတွေတင်သွားပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ရေမွေးကတော့ Tom Ford ရဲ့ Mandarino Dear Murphy ဖြစ်ပါတယ်ဆိုတော့ okay ဒီဗီဒီယိုကကျွန်တော်ရဲ့ပထမအောင်ဆုံးရေမွေးဖြစ်တာရေမွေးဗီဒီယိုဖြစ်တာအတွက်ကြောင့်မလို့အမားတွေပါသွားခဲ့ရင်အားလုံးပဲကြည့်ချက်ပြီးတော့နားထောင်ပေးကြပါလို့ပြောချင်ပါတယ် okay မြင်ရတာမသိဘူးဒီမှာ Tom Ford ရဲ့ Mandarino Dear Murphy ဖြစ်ပါတယ် okay ဒါဆိုကျွန်တော်တို့စလိုက်ကြရအောင်ဒီ order by ဆိုလည်းကောင်းတယ်ပေါ့နော်ဆိုတော့မကောင်းဘူးလည်းမရအောင်လေနော် Tom Ford လေးသူ့ရဲ့အနံ့ကဘယ်လိုပြောမလဲ opening note မှာ citrus ရဲ့လိမ္မော်တီအနံ့ရတယ်ဆိုတော့သူ့ရဲ့လိမ္မော်တီအနံ့ကလည်းဒီလိုရေမွေးတွေမှာ modify ထားတဲ့လိမ္မော်တီအနံ့မျိုးမဟုတ်သူကအပြင်မှာရှိတဲ့လိမ္မော်တီကိုအဲ့လိုရှူလိုက်ရတဲ့အနံ့လိုမျိုးပေးတယ်ပြီးတော့ citrus ရဲ့ဒီ fresh ဖြစ်တဲ့ notes လည်းပါတယ်ပေါ့နော်ပြောရရင်အဲ့ဒီလိမ္မော်တီအနံ့မှာသူ့ follow up လိုက်လာတဲ့အနံ့တစ်ခုရှိတယ်အဲ့ဒီအနံ့ကတော့ဒီ aquatic အနံ့ပေါ့နော်ရေနဲ့ပင်လယ်အနံ့ဒီအချိန်ဒီကျွန်တော်ပြောတာနားထောင်ပွားရဆိုလို့ရှိရင်တော့အားလုံးရဲ့စိတ်ထဲမှာတော့ဒီရေမွေးကဒီ fresh ဖြစ်တဲ့ရေမွေး summer မှာစွတ်လို့ရတဲ့ရေမွေးဆိုတာအားလုံးပဲသိနေလောက်ပြီဟုတ်ပါတယ်တကယ်ပဲ summer မှာစွတ်လို့အရန်ကောင်းတဲ့ရေမွေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ signature sense ထဲမှာပါတယ်ပေါ့နော်ဒီပထမအောင်ဆုံးတော့မဟုတ်ဘူး second signature sense ပေါ့နော်ဒုတိယအစွတ်ဖြစ်ဆုံးရေမွေးဖြစ်တယ်ဒီ Tom Ford Mandarino Dear Murphy ကိုကျွန်တော်ဘန်ကောက်ရောက်ချင်းမှာဝယ်ထားတယ်ဆိုတော့ဒီ juice တောင်တိတ်မကြမ်းတော့ဘူးပေါ့နော်နည်းနည်းဖင်ကတ်နေပြီဆိုတော့ဒီအနံ့ကအခုကမိုးရည်ရောက်ပြီဆိုတော့အားလုံးလည်းထင်ကြမှာပဲဒီမိုးရည်ရောက်မှာဘာလို့ summer fragrance အကြောင်းလာပြောနေလဲဆိုတော့ဒီရေမွေးကမိုးရည်မှာလည်းတုံးလို့ရတယ်ဒီရေမွေးက fresh ဖြစ်တယ်ဒါပေမဲ့မိုးရည်မှာလည်းတုံးလို့ရတယ်ဘယ်လိုပြောမလဲမိုးအနံ့တင်းတင်းလေးနဲ့ဒီ orange နဲ့ citrus နဲ့ပေါင်းလိုက်တဲ့အနံ့က warm မဖြစ်ပေမဲ့ comfort ထဲကဖြစ်တဲ့ဒီ ombre leather တို့ဥဝတ်တို့လိုမျိုးမိုးရည်မှာတင့်ကိုနှွေးထွေးစေမှာမဟုတ်ပါဘူးဒါပေမဲ့ဒီပေါ့နော်ဒီမိုးရည်ထဲမှာတင်က clean ဖြစ်တဲ့အနံ့တန့်ရှင်းနေတဲ့အနံ့ကိုတင်ရမှာဖြစ်ပါတယ် summer fragrance ဒီကမ်းခြေတို့နေပူတဲ့နေရာတွေရာသီဥတုတာယာတဲ့နေရာတွေမှာ happy vibe ပျော်ရွှင်နေတဲ့ vibe တစ်ခုဖြစ်နေတဲ့အချိန်မှာစွန့်ရင်အရန်မိုက်တဲ့ရေမွေးပေါ့နော် compliment လည်းအရန်ရတယ်ကျွန်တော်ရဲ့ second signature ရေမွေးဖြစ်ပါတယ် okay သူရဲ့ dry down notes ကိုပြောမယ်ကျွန်တော် opening notes မှာပြောခဲ့တဲ့အတိုင်းပဲသူက citrus ပါတယ် orange ပါတယ်ပြီးရင် orange ပြီးတဲ့အချိန်မှာ aquatic အနံ့ဒီပင်လယ်ရေအနံ့ကတော့ထောင်းပြီးတော့ထွက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီထောင်းပြီးထွက်သွားပြီးနောက်ပိုင်းမှာသူရဲ့ dry down note စပြီးတော့ dry လာတဲ့အချိန်မှာရတဲ့အနံ့က citrus အနံ့ fresh ဖြစ်တဲ့ရေမွေးအနံ့ကိုသူ overcrowd ဖြစ်သွားတာဒါမျိုး fresh ဖြစ်တဲ့ရေမွေးထဲမှာသူက long projection လည်းကောင်းတယ်ပြီးတော့ long lasting လည်းဖြစ်တယ်ဒီရေမွေးကဒီရေးထားတာတော့6နိုင်နဲ့8နိုင်အထိခံတယ်ဒါပေမဲ့ကျွန်တော်ရဲ့ skin ပေါ်မှာကျွန်တော်သုံးရတာတစ်နှစ်ရှိပြီ10နိုင်ခံပါတယ် okay conclusion ကိုပြောမယ် conclusion ရတော့တင်က fresh ဖြစ်တဲ့ရေမွေး summer fragrant ဒါပေမဲ့မိုးရည်မှာလည်းစွတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်အပြင်ရွေးစရာဆိုလို့ LV ရဲ့ imagination ပဲရှိရတယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့ Tom Ford Mandarino Dear Murphy ဖြစ်ပါတယ်နာမည်ကတော့နည်းနည်း close တိုက်တယ်ပေါ့နော်ဒါပြကျွန်တော် recommend ပေးတဲ့ရေမွေးဖြစ်ပါတယ်ဆိုတော့အားလုံးပဲ try ကြည့်ကြဖို့ကျွန်တော်ပြောချင်ပါတယ်ဈေးကတော့နည်းနည်းတော့ budget ကတော့မြင့်တယ်ဒါပေမဲ့သူပေးရတဲ့ဈေးကလည်းတန်ပါတယ်ဆိုတော့အားလုံးပဲ try ကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲနောက် video တွေမှာဘာရေမွေးလာမလဲဆိုတာအားလုံးပဲစောင့်ကြည့်ပေးကြပါ